အားလုံးပဲမင်္ဂလာပါ Miraculous Science Channel မှာပြန်လည်ကြိုဆိုပါရရှင်ဒီနေ့မှာတော့ PowerPoint slide လေးတွေမှာဒီလို link လေးတွေနဲ့ချိန်ပြီးတော့ခြား slide လေးတွေနဲ့ပြီးတော့အဲ့တော့ပထမဆုံးအနေနဲ့ PowerPoint ထဲကိုဝင်မယ်အဲ့ဒီကနေပြီးမှ file ထဲကနေမှ new ကနေမှ blank presentation ဆိုတဲ့ slide လေးကိုယူပါမယ်ဒါပြီးသွားရင်ဒီထဲကနေမှသူ့ကိုကြိုက်တဲ့ design ရွေးလို့ရပါတယ်အဲ့တော့ဒီပေါ်ကဘာလေးတွေကနေ design ကြိုက်တဲ့ design ရွေးယူလို့ရမယ်အပြီးဒီဘက်က slide လေးပေါ်မှာတစ်ချက်နှိပ်မယ်နှိပ်ပြီးရင် enter key လေးကိုထပ်နှိပ်လိုက်ရင်သူ့ရဲ့ next slide ကိုတန်းရောက်သွားပါမယ်အဲ့တော့ပထမ slide ထဲမှာဆိုင်vocab တွေပဲသင်ခြားပုံနဲ့စာလေးနဲ့ပဲတွဲသင်ချင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုး link လေးနဲ့ထည့်လို့ရပါတယ်ဒါဆိုဥပမာ animals လေးတွေသုံးမယ်ပြီးရင် plants လေးတွေကိုသင်မယ်နောက်တစ်ခုက material တွေဆိုလို့ရှိရင် okay books ဒီတော့မယ်နောက်တစ်ခုက forမျိုးလေးတွေတင်မယ်ဆိုရင်ကဲဟုတ်ပြီဒီဘက်က slide လေးပုံမှာချက်နိုင်မယ်ပြီး enter ခေါက်မယ်ဒီမှာပထမဆုံးကိုက animal တင်မှာ animal တွေအကြောင်းတင်မယ်ပုံလေးတွေကိုယူမယ်ပေါ့နော်ပုံလေးတွေယူမယ်ဆိုရင်ဒီ insert ထဲကနေပြီးမှကိုယ့်ရဲ့ဒီ laptop ထဲမှာတင်ထားတဲ့ထဲကနေပြီးမှပုံလေးတွေယူချင်ရင်လည်းရတယ် online ကနေတခါတည်း copy လုပ်ယူပေးရင်လည်းရတယ်အဲ့တော့ဒီမှာ insert ထဲကနေမှ picture ထဲကနေ this device ဆိုလို့ရှိရင်ကိုယ့်ရဲ့ laptop ထဲမှာ save ထားပြီးသားပုံတွေကိုယူလို့ရတယ်ဒီမှာ online picture ဆိုကိုလိုချင်တဲ့ပုံလေးတွေကိုဒီ online ကနေယူလို့ရအဲ့တော့ကိုကအဲ့ဒီကနေနှိပ်လိုက်ကြည့်ရင် internet line ကောင်းတယ်ဆိုရင်ဒီကနေမှယူလို့ရမယ်เนาะအဲ့ဆိုဒီကနေမှလည်းသွားပြီးရှာလို့ရတယ်ဒါမှမဟုတ်ကိုကဒီအောက်မှာ browser ကိုဖွင့်ထားတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီကနေမှကိုချိန်တာယူလို့ရတယ်ပေါ့နော်အဲ့တော့ကိုကတော့ဒီထဲကနေဒီမှာရှာပြီးတော့ယူလို့ရတယ်ပေါ့နော်ကိုကတော့ဒီထဲကနေမယူတော့ဘူးဒီအောက်က browser ကနေရှာမယ်အဲ့တော့ခုနကတော့ book ကမှာအခု book ထဲကနေမှအရင်ဆုံးယူပေးကြည့်လိုက်ပါဦးမယ် no sorry အခုတခါလေးပဲခုနက animal ပုံလေးတွေရှာမယ်ဒါဆိုရင် animals တွေထဲကမှကိုကြိုက်တဲ့ပုံလေးတွေဒီမှာပေါ်လာပါလိမ့်မယ်အဲ့ထဲကနေမှကိုကပဲ animal လေးကိုအဓိကright click နှိပ်မယ် right click နှိပ်ပြီးတော့ copy image ကိုယူလိုက်မယ် copy image ယူပြီးအောက်က browser ကနေမှအခုခုနဝင်နေတဲ့ကိုသွားမယ်ဒီမှာတခုကောင်းတာက PowerPoint မှာတခုအားသာချက်ရှိတာကဒီလို box text box လေးတွေမလိုဘဲနဲ့လေကိုကဒီမှာ paste လုပ်လို့ရပါတယ်ပုံတွေကို paste လုပ်လို့ရပါတယ် Microsoft Word ထဲမှာဆိုလို့ရှိရင်
text box လေးထည့်ပြီးမှအဲ့ထက်ကိုပုံထည့်တာပို့ပြီးတော့ကောင်းတာပေါ့နော်ဒီမှာ PowerPoint မှာဆိုလို့ရှိရင်တော့ဒီလို text box မလိုဘဲနဲ့ပုံလေးတွေချလို့ရှိရင်လည်းရပါတယ်အဲ့တော့ဒီထဲမှာချရင်လည်းရတယ်ပေါ့နော်အဲ့တော့ control V လေးနဲ့နှိပ်ပြီးပုံလေးကိုထည့်လိုက်ပါမယ်အဲ့ဒါပြီးရင်သူ့ကိုဒီလိုလေးချဲလို့ရမယ်ပုံလေးတွေကိုဒါဆို animal ပုံလေးပေါ့နော်ဒါဆိုရင်သူ့ကိုဒါဆိုရင်ဒီမှာဒီပုံပေါ်ကိုဘာမှမနှိပ်ထားဘူးဆိုဒီအပေါ်မှာ picture format ဆိုတာမျိုးမပေါ်ပါဘူးကဲဟုတ်ပြီအဲ့တော့ပုံလေးပေါ် click တစ်ချက်နှိပ်လိုက်ရင်ဒီမှာ picture format ဆိုတာလေးပေါ်လာမယ်အဲ့ထဲကိုတစ်ချက်နှိပ်မယ်နှိပ်လိုက်လို့ရှိရင်ဒီမှာ picture style ဆိုတာလေးရှိတယ်အဲ့ထဲကနေမှာပုံလေးကိုကိုကဘယ်လိုထားချင်တာတော့ပေါင်းလေးဒီလိုအဝိုင်းလေးခတ်မလားဒီလိုလေးတောင်လေးပဲထားမလားဒီလိုအဝိုင်းလေးနဲ့ထည့်မလားဒီလိုအဝိုင်းလေးနဲ့ထည့်မလားဒီလိုပုံလေးနဲ့ထည့်မလားကိုကြိုက်တယ်လို့ထားလို့ရပါတယ်ပုံလေးတွေเนาะဒါဆိုဥမာဒီကဒီပုံစံလေးထည့်လိုက်ပါမယ်ဒါဆိုရင် animal လေးရသွားပြီပြီးရင်နောက်တစ်ခုက plants ပေါ့เนาะအဲ့တော့ဒီအောက်မှာဒီကနေပြီးမှ new slide ကနေပြီးမှဒီမှာကိုကြိုက်တဲ့ black ပဲယူ title only ပဲယူရပါတယ်အဲ့တော့ကိုက title only နဲ့ယူလိုက်မယ်အခုက plants ကို plants အပင်ပုံလေးကိုဒီမှာထည့်ပြမယ်ပေါ့เนาะအဲ့တော့ခုနကကိုရွေးထားတဲ့ browser ကနေပြီးမှ plants ဆိုပြီးတော့ရိုက်ရှာလိုက်ပါမယ်ရိုက်ရှာလိုက်ဒီမှာပုံလေးအများကြီးပေါ့เนาะ plants နဲ့မှာကိုကြိုက်တဲ့ပုံလေးယူလို့ရပါတယ် sorry အဲ့တော့ပုံလေးကိုဒီမှာ copy image လို့ယူပါမယ်နေပြီးရင်ခုန PowerPoint လေးကိုပြန်သွားပြီးတော့ဒီမှာလွတ်တဲ့နေရာမှာ control V လေးနဲ့ paste လုပ်လိုက်ပါမယ်ဒါမှမဟုတ်ရင်လည်းဒီကနေ paste ဆိုတာလေးကိုနှိပ်ပြီးတော့ယူလို့လည်းရပါတယ်animal slide လေးအပေါ်ကဖြစ်အောင်ဖြစ်ဒီလိုလေးရွှေ့လိုက်ပြီးရွှေ့လိုက်ပြီးရပါတယ်ဒါ second က plants အကြောင်းလေးပြီးရင် book အကြောင်းလေးသွားပါတယ်တဲ့အတွက်ဒီမှာ number 4 slide ပြီးသွားရင်ဒီမှာ new slide ကနေပြီးမှခုနကလို slide title လေးကိုနှိပ်ပြီးတော့ဒါဆိုရင်လေ browser ကနေတစ်ချက်ပြန်သွားပြီးဒီမှာစာအုပ်ပုံလေးတွေရှာပါမယ်အဲ့တော့စာအုပ်ပုံလေးတွေဒီကနေကိုကြိုက်တဲ့ပုံလေးတွေရွှေ့ပါဒီပုံလေးရွှေ့လိုက်ပါပြီရွှေ့ပြီးရင် PowerPoint ထဲမှာဒီလက်တဲ့နေရာမှာပြန်ထည့်ပါမယ်ပြီးရင်ပုံလေးကိုပုံလေးပေါ်မှာ select လုပ်ထားဖြစ်တဲ့အတွက် picture format လေးကြာလာပါတယ်အဲ့ထက်ကနေမှာစာအုပ်လေးတွေကိုထားမလဲကိုကြိုက်တယ်လို့ထားလို့ရပါတယ်ပြီးရင် book ပြီးတော့လို့ရှိရင်နောက်တစ်ခုက form ဒီအောက်က slide ရဲ့နောက်မှာ enter key လေးခောက်လိုက်ရင်လည်းရတယ်ပေါ့နော်အဲ့ဆိုရင် form okay browser ကနေတစ်ခါပြန်သွားပြီးတော့ရွှေ့လို့ရတယ်ခေနောက်ဆုံးတစ်ခုကတော့ get baby ဒါဆိုရင်ဒီမှာ enter ခောက်ပြပါမယ်ဒီလိုလေးတစ်ချက်နေပြီးရင် enter လေးနှိပ်လိုက်ဒါဆိုရင်သူနဲ့တူတဲ့ slide လေးတစ်ချက်ကြာလာမယ်ပေါ့နော် BAB1BB
ကဲဒါဆိုလို့ရှိရင်ဒီပုံလေးတွေကိုဒီစာလေးကိုနှိပ်လိုက်တာနဲ့ဒီအောက်က animal ဆိုတဲ့ပုံလေးရမယ် plants ဆိုတာလေးကိုနှိပ် plants ပုံလေးတွေကိုတန်းရောက်သွားမယ်အဲ့ဒီ link ချိတ်တာလေးကိုသွားပေးပါမယ်အဲ့ဒါဆိုလို့ရှိရင်အဲ့တော့အရင်ဆုံးဒီ slide တွေအားလုံးကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်မိအောင်လို့အရင်ဆုံးလုပ်ပါမယ်အဲ့တော့ insert ထဲကိုသွားမယ် insert ထဲကနေမှာ shapes အဲ့ဒီ shapes ထဲကနေမှာဒီအဲ့ဒါလေးကဒီအောက်နားမှာရှိတယ်ဒီအောက်က action button တွေထဲမှာဒီမှာ home ဆိုတာရှိတယ်အဲ့ဒီ home ဆိုတာလေးကိုအလဲခေါင်းလေးမှာဟိုထည့်လိုက်မယ်အဲ့ဒါဆိုရင်သူကဒီမှာ slide action setting ဆိုပြီးတွေ့လာတယ်အဲ့ဒါဆိုသူက action on click ဆိုတာရှိတယ် hyperlink to first slide ဆိုတာသူရဲ့ရှေ့ကပထမ slide ကိုသွားပြီးချိန်မှာလား copy အဲ့တော့ဒီတွေကနေမှ hyperlink ဆိုတဲ့တွေကနေမှဒီချက်က slide ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးကိုကဒုတိယ slide ဖြစ်တဲ့ဒီဟာလေးတွေနဲ့ဒီစကားလုံးလေးရှိနေရတဲ့ link ချိတ်ချင်တာဖြစ်တဲ့ slide ကိုပဲပြန်ရောက်ချင်တာဖြစ်တဲ့အတွက် slide ကိုနှိပ်ပါမယ်အဲ့ဒါလေးကနံပါတ်2မှာရှိနေတဲ့အတွက်နံပါတ်2 slide လေးကို select လုပ်မယ်ပြီးရင် okay နှိပ်မယ်ပြီးတော့လို့ရှိရင်ဒီမှာသူ့ကိုအဲ့ကိုနှိပ်လိုက်လို့ရှိရင်အတန်လေးထည့်ခြင်းလားအတန်လေးထည့်ခြင်းနေဆိုရင် play sound ဆိုတာလေးကိုနှိပ်လို့ရပါတယ်အဲ့တော့ဒီတစ်ခါတော့အတန်မထည့်တော့ပေါ့နော်အဲ့တော့ okay နှိပ်လိုက်မယ်ပြီးရင်နောက်တစ်ခုကအဲ့ဒါကိုမှဒါလေးကိုကဒီအရောင်လေးမချိုက်ဘူးဆိုရင်လည်းဒီမှာ shapes formats drawing tool ဆိုပြီး shape formats ထဲကနေမှာကိုချိုက်တဲ့အရောင်လေးတွေပြောင်းလို့ရပါတယ်ဒါလေးကိုချိုက်တဲ့အရောင်လေးတွေပြောင်းလို့ရတယ်နော်အဲ့တော့မှအာသာကလာလေးလည်းပြောင်းလို့ရပါတယ်ခဲမှဒါပဲထားလိုက်ပါကဲဟုတ်ပြီနောက်တစ်ခုနောက်ထပ်ဒါပြီးသွားပြီဆိုလို့ရှိရင်ခုန insert ထဲကနေပြီးပဲ shapes ထဲကနေပြီးမှဒီမှာ back button လေးအဲ့ဒါလေးကလေအောက်ဆုံးမှာခုန action ဆိုတဲ့ button ထဲမှာရှိပါတယ်ဒီမှာ back or previous slide ကိုသွားတာချိတ်တာလေးပေါ့နော်အဲဆိုရင်လည်းသူ့ကိုလည်းဒီမှာလိုလေးဆွဲမယ်ဒါကတော့ previous slide ဆိုတော့သူ့ကိုလည်းကြိုက်တဲ့ slide နဲ့သွားချိတ်လို့ရတယ်ဒါပေမဲ့ကိုကဒီ previous slide နဲ့ပဲချိတ်မယ်ပေါ့နော်ဒီမှာဆိုလည်း okay နေမယ်သူ့ကိုလည်း color တူအောင်ပြန်ပြောင်းလို့ရတယ်ခုနဒါလေးနဲ့ဆိုဒီ color လေးပြီးရင်နောက်တစ်ခုကဒါဆိုရင်သူ့ကို select လုပ်ထားဖြစ်တဲ့အတွက်ဒီမှာ shape format ဆိုတဲ့ထဲမှာလည်းဒီမှာ change shape ကိုလုပ်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်ရင်လည်း insert ထဲကနေပဲပြန်သွား shapes ထဲကနေပြီးတော့ပဲခုနကဒီ action ဆိုတဲ့ pattern တွေကနေမှဒီ slide ရှုမယ်အဲ့ဒါလေးကတော့ next slide ကိုသွားမှာဖြစ်တဲ့အတွက်ဒီတိုင်းလေးယူမယ်သူ့ကိုလည်းဒီမှာ next slide သူက auto ချိန်ပေးပြီးသားဖြစ်တဲ့အတွက် okay ဒါဆိုရင်သူ့ကိုလည်း color ပြန်ပြောင်းလို့ရပါတယ်ဟုတ်ပြီအဲ့ဒီ slide လေးတွေကဒီအခြားဒီ slide တွေအားလုံးထဲမှာလည်းကိုကထည့်ပေးချင်တာဖြစ်တဲ့အတွက်ပြီးရင် control key လေးကိုနှိပ်ပြီးသူ click တစ်ချက်လုပ်မယ်ဒီဘက်ကဟာကိုလည်း control နှိပ်ထားပြီးတော့ click တစ်ချက်လုပ်မယ်ဒါဆိုရင်ဒီသုံးခုစလုံးကို select လုပ်တယ် select လုပ်ပြီး control နဲ့ C နဲ့နှိပ်ပါ control နှိပ်ထားပြီး C ကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားရင်နောက်ထပ် slide ကိုသွားဒါဆိုရင်ဒီဘက်ထဲမှာလည်း control V လို့နှိပ်လိုက်ဒါဆိုဒီဘက် copy paste တွေလုပ်တယ်ပေါ့နော်အဲ့တော့တခြားဒီ slide တိုင်းမှာ control V လေးနဲ့လိုက်ပြီးတော့ထည့်လိုက်ပါမယ်ဒါဆိုရင်သူကတခါတည်းအဲ့ဒီ home page လေးကသူ့ရဲ့ပထမဦးဆုံးဒီ second slide နဲ့တခါတည်း auto ချိတ်ပြီးပြီးသား link ချိတ်ပြီးပြီးသားအလေးဖြစ်သွားပြီပေါ့နော်။ဟုတ်ပြီဒါဆိုရင်ဒုတိယ slide ထဲမှာဒီ animal ဆိုတာလေးကိုဒီ animal ဆိုတဲ့ slide လေးနဲ့ link ချိတ်မယ်။နောက်တစ်ခုက plant ဆိုတာလေးကို plant ဆိုတဲ့ slide လေးနဲ့ link ချိတ်တဲ့အခါမှာဆိုဒီ boa plants လေးကိုနှိပ်လိုက်တာနဲ့ဒီ plant ဆိုတဲ့ slide လေးကိုတက်ရောက်သွားအောင်ပေါ့
နော်အဲ့တော့ပထမဆုံး animal ဆိုတဲ့ slide လေးကိုနှိပ်မယ်ဆိုရင် select လုပ်မယ်ကိုလိုချင်တဲ့ topic လေးကို select လုပ်မယ်ဒီလိုလေး select လုပ်မယ်လုပ်ပြီးသွားလို့ရှိရင်ဒီ insert ထဲမှာပဲ insert ထဲကနေပြီးမှ action ဆိုတဲ့ဟာလေးကိုရှိတယ်အဲ့ထဲမှာ hyperlink ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးရင်ဒီမှာ down arrow လေးကနေပြီးမှဒီမှာ slide ဆိုတာလေးကိုသွားမယ် slide လိုအားလေးကိုသွားပြီးလို့ရှိရင်ကိုကဘယ် slide နဲ့ချိတ်ချင်တာလဲဒီမှာ animal ဆိုတဲ့ slide လေးကိုတန်းရောက်သွားချင်တာဖြစ်တဲ့အတွက် animal ဆိုတဲ့ slide လေးကိုနှိပ်လိုက်ရင်ဒီမှာသူက preview ပြတယ်ပေါ့နော်ကိုချိတ်မဲ့ slide နဲ့မှန်လားဆိုတာကိုဒီမှာပြတယ်ဒါဆိုရင်ဒီမှာကိုချိတ်ချင်တာ animal ဆိုတဲ့အတွက် animal နဲ့ချိတ်ချင်တာမှန်သွားပြီဒါဆို okay နှိပ်မယ်အဲ့လိုပြောင်းသွားတဲ့အခါမှာကိုကအတန်လေးထည့်ခြင်းသေးလားအတန်လေးထည့်ခြင်းသေးရဆိုဒီမှာ play sound အတန်လေးကိုပါနဲ့ထည့်ခြင်းတော့ hammer လေးနဲ့ထည့်မလားကဲဟုတ်ပြီကိုကြိုက်တဲ့ဟာလေးပေါ့နော်အဲ့ဆို okay နှိပ်လိုက်မယ်ကဲဒါဆိုရင်ဒီမှာသူက color လေးလည်းပြောင်းသွား underline လည်းသူကတားထားပြီအဲ့တော့သူက auto underline လေးပါထားတာဖြစ်တဲ့အတွက်ဒါက link ချိတ်ထားတယ်ဆိုတာလေးကိုပြထားတာပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုက plans ကိုဟုတ်ပြီဒီမှာ select လုပ်ရင်စလုံးတွေကို select လုပ်ရင်ဒီလိုလဲ select လုပ်လို့ရတယ် PowerPoint မှာပေါ့နော်အဲ့လိုလေး select လုပ်ရတယ်ဒီရှေ့က bullet လေးပုံမှာဒီလိုလေးနှိပ်လိုက်ရင်လဲဒါ select လုပ်တာ select လုပ်ပေါ့နော်ခုနကဒီလိုဆိုရင်ကိုကကျင်းတဲ့နဲ့ကိုပဲ select လုပ်တာအတူတူပဲပေါ့နော်အဲ့တော့ခုန action လေးကိုပြန်သွား hyperlink to slide အဲ့ဒီကနေမှကိုကြိုက်တယ်ခုနကကိုက plans ကိုချိတ်ချင်တာအဲ့တော့ plans ကိုနှိပ်ဒီမှာသူက preview ပြတယ်ပြီး okay နှိပ်ဒီမှာ sound ထည့်ချင်တယ်ဆိုရင် play sound ကိုနှိပ်ကိုထည့်ချင်တဲ့ sound အတန်လေးကိုနှိပ်မယ် point အတန်လေးထည့်ကြည့်မယ်ပြီး okay ကဲနောက်တစ်ခု book ကိုဒီလိုလေး select လုပ်ကြည့်မယ် action ကိုနှိပ် hyperlink to slide အဲ့ဒီကနေမှခုနကကိုက book ဖြစ်တဲ့အတွက် book okay ဒီမှာ play sound နှိပ်မယ် click okay ကဲဟုတ်ပြီနောက်တစ်ခုက phone လည်း select လုပ် hyperlink to link hyperlink to slide အဲ့ဒီကနေမှာ phone okay sound ဒါဆိုရင်ဘယ်တန်လေးထည့်မတော့ okay ဒီလိုလေးထည့်ကြည့်မယ်ဒီနောက်တစ်ခုကပြီးပြီသူလည်း hyperlink to slide အဲ့ဒီကနေမှကိုကပြီးတဲ့ကိုနှိပ်မယ်ဒီမှာဆိုရင်လည်း play sound နဲ့မှာကိုကဘယ်အတန်လေးထည့်မှာတော့ voltage ဒီမှာဝင်အားသာ sound ဆိုရင်ကိုမှာ sound ကို record လုပ်ထားတာရှိရင်အဲ့ဒီအတန်လေးဒီမှာထည့်လို့ရတယ်ပေါ့နော်အဲ့တော့ camera ထည့်လိုက်ပါပြီဆိုရင် okay နေမယ်ကဲဒါဆိုရင်ဒီ link နဲ့အားလုံးကိုဒီဒါလေးတွေနဲ့ဒီ topic လေးတွေနဲ့ဒီနောက်က slide လေးတွေကို link ချိတ်ပြီးသွားပြီပေါ့နော်ကဲအဲ့ဒါဆိုရင်ပထမဆုံး slide ကနေစပြီးတော့ကြည့်အောင်ဒီမှာခုနရေးရပဲထည့်ခဲ့တယ်ဟုတ်ပြီပထမ slide ရောက်သွားပြီအဲ့ဒါဆိုရင် click တစ်ချက်နှိပ်လိုက်ရင်ဒီမှာဒီ slide ကိုရောက်သွားပြီပေါ့နော်ရောက်သွားလို့ရှိရင်ကဲဟုတ်ပြီဒါဆိုရင်ဒီမှာ arrow လေးကဒီလိုဖြစ်နေပြီအဲ့ဒါဆို arrow လေးဒီတိုင်းရှိနေအဲ့ဒါမှ click တစ်ချက်နှိပ်လိုက်လို့ရှိရင် next slide ကိုရောက်သွားတယ်ဟုတ်ပြီဒီရှေ့ကိုပြန်သွားခြင်းဒီမှာ back slide လေး
click လေးကိုပြန်နေဒါဆိုဒီရောက်သွားပြီကဲဟုတ်ပြီဒါဆိုရင်ဒီကနေမှကိုကဒီစကားလုံးလေးတစ်ခုချင်းစီကိုတန်းသွားခြင်းတယ်ကဲဟုတ်ပြီ animate ဆိုတာလေးကိုသွားခြင်းတယ်ဆိုရင် animate ဆိုတဲ့စကားလုံးလေးပေါ်မှာเนาะအခုဒီအပြင်ဘက်မှာမဟုတ်ဘူး animate ဆိုတဲ့စကားလုံးလေးပေါ်မှာဒီလိုလေးတင်မယ်တင်ပြီး click တစ်ချက်နှိပ်လိုက်ဟောဒါဆို animate ခုနအတန်လေးရောပါတယ်เนาะအဲဆိုပြန်နားထောင်ကြည့်ပါအဲဆိုအဲ့ဒီ home page လေးကိုပြန်ရောက်သွားခြင်းဒီအလဲက home page ထဲမှာပြန်သွားမယ်ဟောဒါဆိုရင် animate ဆိုတာလို့သွားတာကဲဟုတ်ပြီတော့ကိုကဒီမှာ plans တွေ book တွေမသွားခြင်း phone ကိုသွားခြင်းတယ်ဒါဆို phone play ပေါ်မှာနှိပ်မယ်ဟုတ်ပြီဒါဆိုဒီ phone လေးဆိုတဲ့ slide ကိုတန်းရောက်သွားတယ်ပေါ့နော်ဒါဆိုရင်အဲ့တော့ခုနပထမ slide ကိုပြန်သွားခြင်းဒီ home ကိုသွားမယ်သူ့ရဲ့ slide ရဲ့နောက်က slide ကိုသွားခြင်းဒီ next ကိုသွားမယ် phone ရဲ့နောက်မှာဘယ် slide ရှိတာအော် baby ဆိုတဲ့ slide ရှိတာကဲဟုတ်ပြီဒါဆိုဒီကနေမှကိုမှားသွားတယ်ဟုတ်ပြီအစကိုပြန်သွားခြင်းဒီ home လေးကိုတက်နှိပ်လိုက်ဒီ second slide ကိုပြန်ရောက်သွားမှာပေါ့နော်ကဲဒါဆိုရင်ကဲဟုတ်ပြီကိုကဒီ phone ကိုနှိပ်ပြီးလို့ဒီ slide ကိုပြန်သွားတယ် plans ကိုလည်းပြန်သွားတယ်ကိုကြိုက်တဲ့ slide ကိုချက်ချင်းတန်းပြီးသွားလို့ရတာမျိုးပေါ့နော်အဲ့လိုမျိုး link ချိတ်ပေးထားတာပါနှုတ်ဆိုရင်ကိုက slide တစ်ချက်ချင်းစီနှိပ်ပြီးတော့ရွှေ့နေရတယ်ပေါ့နော်အဲ့တော့ကိုပြချင်တဲ့ slide ကိုပဲပြလို့ရဖို့အတွက် link ချိတ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ plans ကိုသွားအတန်လေးလည်းပါတယ်ပုံလေးနဲ့ပေါ့နော်ဒါဆိုရင်ဒီမှာ home ကိုပြန်သွားပါမယ်ကဲ home ကိုပြန်သွားရင်ကဲနောက်တစ်ခု book ကိုသွားမယ်ဒါဆိုရင် book ဆိုတဲ့ slide လေးကိုရောက်သွားပါပြီအဲ့တော့ home page လေးကိုပြန်သွားမယ်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ဒီ PowerPoint slide ထဲမှာ PowerPoint slide လေးကိုရိုးရိုးရှင်းရှင်းဘယ်လိုလေးတွေအသုံးပြုတယ်ပြီးရင် PowerPoint slide ထဲမှာကိုပြချင်တဲ့ slide လေးတွေကိုချက်ချင်းတန်းသွားပြီးတော့ပြလို့ရမယ်သင်လို့ရမယ် PowerPoint slide link ချိတ်ပြီးတော့အသုံးပြုနည်းလေးကိုပြန်လည်မျှဝေပေးခဲ့ခြင်းဖြစ်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာနောက်ထပ်ဗီဒီယိုမှာတော့ဒီမှာ transition and animation ဘယ်လိုလေးလုပ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုဆက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ Mirakimon Science Channel လေးကို select ကြည့်ရှုပေးပါအောင်လို့တိုက်ရိုက်ခင်ပါတယ်ရှင်အားလုံးပဲ next video မှာပြန်လည်ဆုံတွေ့ကြပါမယ် okay bye bye ပါ see you on next video bye